Hi こんにちは皆さんにまလေN4 Speed Master ရဲ့ reading လေးကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။သူကလည်းအပုတ်တိုးလေးပဲပေါ့နော်။အပုတ်တိုးလေးကိုမှဒါလေးကမေးပေါ့။မေးဖို့อ่ะဆိုရင်မေးခွန်းလေးကိုရင်တော့ဖတ်ချင်မှာပေါ့နော်။မေးခွန်းလေးอ่ะဆိုရှင်ねタスさんはミカヨさんに何を勧めましたかタスさんကနေပြီးမှဒီミカヨさんကိုတဲ့何をဘာကို勧めましたか勧めဆိုတာကညွှန်ပေးတာ recommend ပေးရပေါ့နော်။ဘာကိုညွှန်ပေးရလဲဘာကို recommend ပေးလဲတဲ့ဆိုမှပြောထားမိကွန်းအဲ့ဒါပေါ့ခကြတော့တတုဆန်ကမိကာရဆန်ကိုဘာကြီးညွန်ပေးလဲဆိုတာကိုဒီမေးစာလိုက်တွေမှာတွားဖတ်ချင်မယ်။ဆိုဒီမှာတော့ဆက်ဖတ်မယ်ဆိုရင်これはタツさんからミカヨさんに届いたメールです。အဲဆိုတဆုဆန်နေပြီးတော့မှミカヨさんစီကို届いたဆိုပို့ဆောင်လာတဲ့ပို့ပေးခဲ့တဲ့မေးလေးဖြစ်ပါတယ်တဲ့ဆိုမှပြောထားတယ်။ဆိုတော့ဒီကဟာ from to တွေနောက်က can make ဆိုမှ subject ပေါ့နော်ဒီလိုဟာရတာတွေကမဖတ်လို့ရပေါ်တာရအရင်မကြည့်ရတဲ့အတွက်ကြောင့်မလို့ဒါတွေကမဖတ်ဘဲနဲ့ကြော်သွားလို့ရတယ်။အောက်ကစာပိုက်လေးကိုအရင်သားဖတ်လိုက်မယ်။ဆိုတော့ဒါミカヨさんရေးတဲ့来週はタイですねတဲ့来週ဆိုလာမယ့်ပတ်ပေါ့နော်လာမယ့်ပတ်မှာဆိုလို့ရှိရင်タイですねထိုင်းကိုလာတဲ့စမပြောပါတော့ထိုင်းပေါ်ရစမပြောထားတော့ထိုင်းအောင်တမဲ့ပုံစံပေါ့နော်ဆိုတော့ထိုင်းではထိုင်းမှာဆိုလို့ရှိရင်ほとんどのレストランが日本ほど高くないですဆိုတော့ထိုင်းမှာဆိုလို့ရှိရင်ほとんどのレストランがဆိုတော့အများစုပေါ့နော်ဒီထိုင်းမှာရှိတဲ့ restaurant စားတော့ဆိုင်အများစုပါဆိုလို့ရှိရင်日本ほどဂျပန်လောက်高くないဂျပန်လောက်ဈေးမများပါဘူးတဲ့ぜひဒါကြောင့်မို့လို့ぜひテジャバを行ってみてください。တွားကြည့်ပါပေါ့။ぜひテジャバをဒါကြောင့်မို့လို့တွားရောက်ပြီးမှမြင်ဆန်းကြည့်ပါတဲ့ဆိုမှပြောထားတယ်မှာဆိုရင် restaurant ပေါ့နော်တစ်ခုရှိပြီ။နောက်ခါ屋台の食べ物も安くて美味しいですから試してください。屋台ဆိုတာကြတော့သူပြောပြမယ်ဈေးတန်းလေးပေါ့နော်ဈေးတန်းလိုမျိုးဘာသာရှိလို့ဆိုမှဆိုညာဈေးလိုမျိုးပေါ့နော်ညာဈေးမှာရောင်းတဲ့ပုံစံမျိုးလေးနော်ဆိုင်ကြီးတွေမဟုတ်ဘဲတွန်းလဲလို့နောက်တစ်ခါအဲ့လိုဟာမျိုးနဲ့တွားလို့ရတဲ့ဟာမျိုးပြောအဲ့လိုဟာလေးတွေကိုရတိုင်းဆိုမှပြောတာပေါ့အဲ့လိုဈေးတန်းနေပေါ့နော်မုံဈေးတန်းမလို့ဟာမျိုးအရာဟာရဆိုလို့ရှိရင်ထားပဲမုံလို့စားကြရဆိုလို့ရှိရင်လည်းတဲ့ဈေးပေါ်ပြီးမှပေါ့နော်ဈေးတန်းပြီးတော့မှအရာတိုင်းရှိပါရဲ့တဲ့ဒါကြောင့်မို့လို့ထားမရှိတဲ့ကုသားဆိုင်စမ်းစားကြည့်ပါပေါ့နော်စမ်းကြည့်ပါတဲ့ဆိုမှပြောထားတယ်မှာဆိုလေရတိုင်းဆိုမှသူကပြောထားရတိုင်းဆိုမှတခုပြောထားဆိုနှစ်ခုရှိနော်သူ recommend ပေးထားဆိုတော့ミカヨさんはタイ料理が好きだからもし時間があったらタイ料理の作り方を教えてくれる教室に行ったらどうでしょうかဆိုတော့ミカヨさんကထိုင်းဟင်းလျာတွေကိုသဘောကျနေချိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့မရှိအကယ်၍ပေါ့နော်ဒီကံကားတာအချင်းရှိမယ်ဆိုလို့ရှိရင်ထိုင်း料理の作り方ဆိုထိုင်းဟင်းလျာဟင်းချက်ပုံဟင်းချက်မျိုးပေါ့နော်ထိုင်းဟင်းလျာချက်ပြုတ်နည်းတွေကို教えてくれる教室သင်ကြားပေးတဲ့သင်တန်းပေါ့ဒီမှာじゃ教室ဆိုတာက classroom စာသင်ခန်းပေါ့လို့ခါပြောဆိုမှဆိုသင်တန်းကိုပြောချင်တာပေါ့တခြားပြည့်တဲ့သင်တန်းကိုလည်းတွားကြည့်မယ်ဆိုရင်ရောဘယ်လိုလဲတဲ့いい教室を紹介しますသင်တန်းကောင်းလေးတစ်ခုပေါ့သင်တန်းကောင်းကိုပေါ့နော်紹介しますမိတ်ဆက်ပေးပါမယ်တဲ့ဆိုမှဒီမှာလည်းတစ်ခုပြောထားတယ်သင်တန်းဟင်းချက်နည်းသင်ပေးတဲ့သင်တန်းပေါ့တစ်ခုအဲ့ဆို3ခုရှိပေါ့နော်ဆိုတော့ミカヨさんはタイ語ができないと心配していましたが心配していましたかဟုတ်တယ်ဆိုတော့ミカヨさんကဒီထိုင်းစကားမပြောတတ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်စိတ်ပူကောင်းပူနေလိမ့်ပေမဲ့その教室の先生は英語が話せるので教室では英語で話せますどうですかဆိုမှအဲ့ဒီစာသင်ခန်းကဆရာဆိုရင်ပေါ့နော်စမ်းစီရဆိုလို့ရှိရင်တဲ့ဒီအင်္ဂလိပ်စကားလေးပြောရတဲ့အတွက်ကြောင့်မို့လို့စာသင်ခန်းထဲမှာဆိုရင်အင်္ဂလိပ်လိုမျိုးလေးရှင်းပြပြီးရပေါ့နော်အင်္ဂလိပ်လိုမျိုးပြောပြပါတယ်တဲ့ဆိုမှどうですかအဲ့ဆိုဘယ်လိုလဲတဲ့ဆိုမှတော့ပေါ့နော်それではဆိုမှပြီးသွားဆိုတော့ဒီမှာဆိုသူညွှန်ပေးထားတာက3ခုရှိတယ်ပြန်ပြီးခြုံကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒါဆိုရင်ဟိုတွန်းတွန်းတော့ restaurant ဆိုရင်မှလေစားတောက်ဆိုင်နေ restaurant နေပါမယ်ပြီးတော့ရင်ရထိုင်းဆိုရဲဒီဈေးမုံဈေးတန်းလိုဟာမျိုးပေါ့နော်ဈေးနေပြီးမှဟိုလွယ်ကူစားရညာဈေးတန်းလိုဈေးတန်းလေးဟာတစ်ခုပါမယ်နောက်တစ်ခါပြီးတော့ရင်စာသင်ခန်းပေါ့ဟင်းချက်နေတင်ပေးတဲ့စာသင်ခန်းခုပါမယ်ဆိုတော့သူညွှန်ထားတဲ့3ခုသူညွှန်ထားတဲ့အရာက3ခုပေါ့အဲဆိုရင်အဖြေတောက်ရမယ်ပေါ့နော်အဖြေကနံပါတ်1ကကြတော့ Thai no restaurant နဲ့ Thai no restaurant ဆိုတော့ Thai ဟင်းလျာရောက်နေ Thai စားတော့ဆိုင်ပေါ့နော်အဲ့ဒါမှန်တယ်အဲ့ဒါကဒီမှာဆိုရင်1 2 3 4ခုစလုံးမှာအဲ့ Thai restaurant ကပါတယ်ပေါ့နော်ပါတယ်ဆိုတော့အဲ့ဒါကတော့မှန်တယ်ဆိုတော့ဒါကိုဖတ်ချင်မလို့ဒါဆိုနောက်ပိုင်းကဟာဒီက focus ထားပြီးကြည့်ချင်မယ်နောက်ပိုင်းကဟာရနံပါတ်1မှာဆိုရင် Nihon Ryori no restaurant ဒီမှာ Nihon Ryori no restaurant ဆိုပြီးဒါလုံးဝမှားနေပါဆိုတော့သူကဂျပန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့
ထိုင်းကိုသွားရဲဆိုရှင်ထိုင်းဟင်းလျာရဲ့ဟာ restaurant ကိုပဲသွားတင်ဟိုသွားမှာလीနော်ဒီဟာကနီဟွန်ဒီယိုဒီနော် restaurant လို့ပြောရတဲ့အတွက်ကြောင့်မို့လို့ဒီဟာမဟုတ်နေမှာကြတဲ့စာမှာနေဆိုတော့နံပါတ်1ကမဟုတ်နံပါတ်2ကလည်းထိုင်းနော် restaurant ဆိုမှပါမယ်ပြီးတော့ရထိုင်ရတိုင်းဆိုခုနကပြောညာစည်းလိုမျိုးပေါ့နော်ဈေးတန်းလေးပေါ့ဈေးတန်းပါမယ်ဆိုတော့ဒါဆိုလည်းမှန်နေပြီဒါဆိုရင်နောက်ဆုံးနောက်တစ်ခုကပါတယ် ego kyoshitsu တဲ့ ego kyoshitsu ဆိုတာအင်္ဂလိပ်စာသင်ပြီးတယ်စာသင်ခန်းနဲ့အင်္ဂလိပ်စာသင်တန်းပေါ့နော်အင်္ဂလိပ်စာသင်တန်းဆိုတော့သူကအင်္ဂလိပ်စာသင်တန်းကိုသွားလို့ပြောလားအင်္ဂလိပ်စာသင်တန်းသွားလို့ပြောတာမဟုတ်ဘူးအင်္ဂလိပ်စကားလည်းအင်္ဂလိပ်စကားသုံးပြီးမှသင်ပြီးတယ်ထိုင်းဟင်းလျာချက်နည်းကိုသင်ပြီးတယ်ဟောပေါ့စာသင်ခန်းကိုပြောရတယ်နော်အခါကျနံပါတ်2ကလည်းမဟုတ်နေဗျာနံပါတ်3ကကြတော့ထိုင်းနော် restaurant ဟုတ်တယ်နောက်တစ်ခါထိုင်းကိုဆိုတော့မလိုက်ထိုင်းကိုဆိုတော့ထိုင်းဘာသာစကားနဲ့ဘာလဲ kyoshitsu တဲ့ထိုင်းကို kyoshitsu ဆိုတော့ထိုင်းစကားသင်ပြီးတယ်စာသင်ခန်းဖြစ်နေပြန်ပြီတော့ထိုင်းစကားသင်မှုတော့မှမဟုတ်ဘူးလीနော်သွားမှာကထိုင်းဒီယိုဒီနော်kyoshitsu ဖြစ်မှာထိုင်းဒီယိုဒီနော် kyoshitsu တဲ့ဒီအားနောက်ပိုင်းကမှန်တယ်ထိုင်းဒီယိုဒီနော် kyoshitsu ကမှန်တယ်ဒါပေမဲ့ဒီအလဲဟာမှားနေတာထိုင်းစကားသင်ပြီးတဲ့စာသင်ခန်းကိုတော့သွားမှာမဟုတ်ထိုင်းစကားသင်ပြီးတင်တယ်တော့မှမဟုတ်တဲ့ကြောင့်မလို့နံပါတ်3လည်းမဟုတ်ဘူးအဲ့ဆိုနံပါတ်4ပဲကျန်တယ်နံပါတ်4ကဒီမှာထိုင်းနော် restaurant ဆိုမှာထိုင်း restaurant ထိုင်းစားတောက်ဆိုင်ပေါ့နော်ထိုင်းစားတောက်ဆိုင်ပါတယ်နောက်တစ်ခါရထိုင်းဆောနာပြောရရတိုင်းဆိုရဲဒီညာစည်းလိုပုံစံပေါ့နော်ပြောရင်မတရက်ပေါ့နော်မတရက်တွန်းလဲလို့ခါမျိုးစားတောက်ဆိုင်ခါလေးတွေပါတယ်ရတိုင်းလဲပါတယ်နောက်တစ်ခါထိုင်းဒီယိုဒီkyoshitsu ဟောထိုင်းဒီယိုဒီ kyoshitsu ဆိုပြီးမှဒီထိုင်းဟင်းလျာတွေသူတင် जा ပေးတဲ့ဒီဘာပေါ့စာသင်ခန်းပေါ့နော်သင်ခန်းအဲ့ဒါလည်းပါတယ်ဆိုတော့အဖေကအလွယ်ကူအမှန်ဆုံးဆိုရှင်နံပါတ်4ပေါ့သုံးခုစလုံးပါနေဖြစ်တဲ့ကြောင့်မို့လို့သူအပေါ်ကပြောထားတဲ့ဟာနဲ့အကိုက်ညီဆုံးပဲဖြစ်နေတာဆိုရင်ဒီနံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့လို့သုံးခုစလုံးပါတာပေါ့နော်နံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေကနံပါတ်4ဖြစ်ပါတယ်ဒီ1 2 2 3နေမှာကကြတော့1ကကြတော့ဒီမှာနီဟွန်ဒီယိုဒီနော် restaurant ဆိုမှပြောတဲ့အတွက်ကြောင့်မို့လို့မာရင်းနေပေါ့နောက်ကနံပါတ်2ကကြတော့ ego kyoshitsu ဆိုရင်ပြောထားတဲ့အတွက်ကြောင့်မို့လို့ ego ကလည်းမဟုတ်နေဘူးနောက်ကနံပါတ်3ကကြတော့ Thai go kyoshitsu ဆိုမှပြောထားတယ် Thai ဘာသာစကားလေ့လာမှလည်းမဟုတ်ဘူးလေနော်အဲကြအဲ့ဒါလည်းမဟုတ်နေတဲ့အတွက်ကြောင့်မို့လို့အသင့်တော်ဆုံးနဲ့ဆုံးဆိုလို့ရှိရင်တော့ဒီနံပါတ်4ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြေကနံပါတ်4ဖြစ်ပါတယ်。はい、今日はここまでです。